အမေတားကြီးမေလက်ကောက်တကွင်းဝယ်မလို့ယတနာဆိုင်ရောက်နေတာဒါပေမဲ့သူတို့ကအမေကိုမောင်းထုတ်ကြတယ်ပြီးတော့တားမေကိုပေးထားတဲ့ကက်ကိုလည်းသူတို့ချိုးပစ်လိုက်ကြတယ်အမေကအဝိစားဆုပ်တုပ်ဆုပ်ပြက်နဲ့ဆင်းရဲတဲ့ပုံပေါက်နေလို့ဆိုပြီးမဝယ်နိုင်ပါဘူးတဲ့မေရှာရှာနင်ကဖုံးဆက်ပြီးလူကော်ရဲသေးတယ်ပေါ့နင်ဘလို့လူကြီးလူကောင်းမျိုးခွန်နိုင်မလဲကြည့်ကြသေးတာပေါ့ငါတို့ဆိုင်ကဘလို့အမိုက်မျိုးကိုမစိုးလက်ခံတဲ့နေရာမဟုတ်ဘူးအမေအဲ့ဒါရုံးချံယတနာဆိုင်လားအဲ့ဒီဆိုင်ကိုဒီနေ့ရဲကျွန်တော်ရိုက်ခွဲဖြက်စီးပြမယ်ကျွန်တော်အမေကိုအနိုင်ကျင့်ရအောင်အထဲမှာဘလို့လူရုံမာတွေရှိနေလဲကြည့်ရသေးတာပေါ့လင်းနာတူသေးပေကျင်းဗန္နာရေးဖွဲ့ရဲ့ကိုယ်စားလှယ်ကအစည်းအဝေးခန်းထဲမှာရောက်နေပြီးဘီလီယံ100တန်ဖိုးပေါင်းဆောင်ရွက်မှုစာချုပ်ကိုလက်မှတ်ထိုးဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒါအဲ့ဒီစာချုပ်ကိုဖျက်သိမ်းလိုက်ဖို့ပြောလိုက်ကျွန်တော်အမေယတနာဆိုင်မှာစော်ကားခံလိုက်ရတယ်။ဒီနေ့ဒီကိစ္စကိုကျွန်တော်အတွက်တေးသေးချာချာရှင်းမပေးနိုင်ရင်ဘီလီယံ100စာချုပ်နေနေတာရုံးချံတစ်မျိုးလုံးကိုစောက်ထုံးမုံမြော်ဖြစ်အောင်လုပ်ပြမယ်။ညီတို့ကဘလို့သဘောထားမျိုးလဲငါဆိုင်မန်နေဂျာနဲ့တွေ့ပြီးစကားပြောချင်တယ်။မဝယ်နိုင်ရင်လည်းမဝယ်နိုင်ဘူးပေါ့ငါတို့မန်နေဂျာနဲ့တွေ့ဖို့ဘာလို့လဲ။ဝန်တာကျန်အဖွားကြီးမျက်စင်ပါဘူးလားငါ့ကိုလာလိုက်ရအောင်ငါဒီယတနာဆိုင်မှာပစ္စည်းတွေဘလို့အများကြီးဝယ်ထားလဲနင်းတီလာနင်ငါဖိနက်ကိုပေးဖို့အောင်လုပ်လိုက်ပြီးနင်ရော်နိုင်လို့လားငါရှင့်ကိုမတိုက်မိပါဘူးရှင်ကိုယ်တိုင်တိုးဝေလာတာပါမေရှာရှာကျမကြည့်ရတဲ့လောက်တော့ဒီဖွားကြီးစိတ်ယူပေါက်ပြီးလာတောင်းကျန်းနေတာလုံခြုံရေးတွေဘရောက်ကုန်လဲဒီယူကြောင်ကြောင်အဖွားကြီးကိုအမြန်ဆုံးအပြင်ကိုမောင်းထုတ်ပစ်ကြစဘသူကနင်တို့ကိုဒီလိုလုပ်ဖို့တတိပေးထားတာလဲဘသူကသူ့ကိုထိရဲလဲဒီမှာသူများကိစ္စလာဝင်မရှုံနဲ့အမေတားလာတာနောက်ကြတယ်ဒါအမေချစ်တဲ့သားကအမေကိုဒုက္ခရောက်စေမိပြီကျွန်တော်တို့သွားကြရအောင်အမေသူတို့ဘက်ကလူအင်အားတိတ်များတယ်ပြီးတော့အဲ့ဒီကက်ကိုအမေတေးသေးချာချာမကာကွယ်နိုင်လို့သူတို့ချိုးပစ်လိုက်ကြတယ်ဒါကျန်တဲ့ကိစ္စတွေကိုကျွန်တော်ကိုပဲလွှဲထားလိုက်ပါအဖွားကြီးကိုထိတော့အခုကောင်လေးကကာကွယ်ဖို့ရောက်လာတာပေါ့နင်ကဒီဖွားကြီးဘက်ကကူညီပေးချင်တာလားနင်ကိုရုပ်ကိုမှန်နဲ့ပြန်မကြည့်ပဲပလတ်စတစ်ကအစုပ်တစ်ခုကိုကင်ပြီးလူချမ်းသာအောင်လာဆောင်နေရဲ့ပေါ့ဒီကက်ကိုခင်များချိုးပစ်လိုက်တာလားကျမချိုးပစ်တာဘာဖြစ်လဲလမ်းဘေးဆိုင်ကနေလှုပ်လာတဲ့ကက်အတူကိုကင်ပြီးငါတို့ရဲ့နံပါတ်1တနာဆိုင်မှာလာလိန်လေရဲတယ်ပေါ့ကျမတာမချိုးပစ်ရင်နင်တို့ဆက်ပြီးလူလိန်လို့ရအောင်ခြံထားပေးရမှာလားဟာဟာဟာဝန်တာကျန်ရှောင်းမေကောင်းကောင်းလုပ်ခဲ့တယ်သူတို့ကိုတင်ကန်းစာကောင်းကောင်းပေးရမယ်ဒါမှပလတ်စတစ်အစုပ်တစ်ခုကိုကင်ပြီးသူထေးကြီးလိုလာဟန်မဆောင်ရဲမှာနင်တို့အားလုံးဘာရဲ့ကြည့်နေကြတာလဲဝန်သူထေးရဲ့စကားကိုမကြားဘူးလားဒီစင်းရဲသားတောင်နဲ့အဖွားကြီးကိုအတူတူအပြင်ကိုနှင်ထုတ်ပစ်ဆန်းဆုံးကြံဘာတွေဆူညံနေကြတာလဲဒီလိုမျိုးလာအောင်ဟစ်နေကြတာဘာပုံစံပေါက်နေလဲဆုံးဆိုင်မှန်နေကြရှင်နောက်ဆုံးတော့ထွက်လာပြီပေါ့ဒီစင်းရဲသားနှစ်ယောက်ကကတ်တူတစ်ခုကိုကင်ပြီးလာတောင်းကျန်းနေကြတာသူတို့ကဝန်သူထေးရဲ့အလုပ်တွေကိုနှောင့်နှေးစေုံတင်မကပဲဒီမှာလာပြီးအော်ဟစ်ဆူညံနေကြသေးတယ်ဒါကြောင့်သူတို့ကိုအပြင်ကိုမောင်းထုတ်ဖို့လုံခြုံရေးတွေကိုကျွန်မခေါ်နေတာပါဆုံးကြံတကယ်တောင်းပန်ပါတယ်ရှင်ကိုစိတ်အနှောင့်အယှက်ဖြစ်စေမိပြီးကျွန်တော်လက်အောက်ကလူတွေအလုံးမလုံးတက်လို့လမ်းဘေးကခွေးတူတောင်းစားတွေကိုမတားဆီးနိုင်ခဲ့ဘူးဝန်သူထေးဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကိုစိတ်ကျဉ်တဲ့လောက်တဲ့ရှင်းပြချက်တစ်ခုမပေးနိုင်ရင်ရှင့်စီမှာကျွန်တော်အထားတဲ့တန်80တန်ရတနာအော်ရာကိုမနှက်ဖြန်ကြရင်ဆုံးကြံတန်80တန်ရတနာအော်ရာမျက်စင်ပါတဲ့ကောင်တွေဝန်သူထေးကိုဘလို့တောင်ပြစ်မစော်ကားရရတာလဲသူတို့နှစ်ယောက်လုံးကိုချက်ချင်းအပြင်ကိုမောင်းထုတ်ပစ်ဆန်းနောက်တစ်ခါထက်လာရရင်ခြေထောက်ကိုရိုက်ချိုးပစ်ငါဆိုင်ထဲကနေအခုချက်ချင်းလက်ပြလွှဲမတက်ထွက်သွားကြဆန်းဒါဆိုခင်ဗျားကဒီဆိုင်ရဲ့မန်နေဂျာပေါ့မြေပြင်ပေါ်ကအမဲရောင်ကတ်ကဘာကက်အဆုပ်လဲငါဘယ်ကက်ကိုမှဒီယူမဆိုင်ဘူးငါနေမြေထဲမှာငါစကားကပဲစီးမြင်ပဲဒီကနေအမြန်ဆုံးထွက်သွားဆန်းဒါခင်ဗျားတို့ကိုအချိန်30မိနစ်ပေးမယ်အကယ်လေးခင်ဗျားတို့ရဲ့အထွေထွေမန်နေဂျာကြီးကြောက်ဟာဟာဟာနင်တို့အားလုံးကြားလိုက်ကြလားသူကငါတို့ရဲ့ရုံးချံရတနာအဖွဲ့ကြီးရဲ့ကြောက်တူသေးနမေကိုတိုက်ရိုက်ခေါ်ရဲရုံတင်မကပဲကြောက်တူသေးကိုပါ30မိနစ်အတွင်းဒီကိုလိမ့်ဆင်းလာဖို့ပြောနေသေးတယ်နင်ကကိုပါကောင်းထင်နေလို့လေရုံးချံမျိုးရဲ့အချမ်းသာဆုံးလူသားလားဟာဟာဟာဒါကတကယ်ကိုရဲစရာကောင်းလုံးနဲ့ဆရာကြီးလောက်တာလေအကန့်အသတ်ရှိရမယ်လေကြောက်တူသေးကတမျိုးလုံးရဲ့ရတနာအင်ပါယာကြီးကိုထိန်းချုပ်ထားတာနင်ကဘာကောင်းမို့လို့ဒီမှာလာပြီးအိမ်မက်မက်နေရတာလဲဝန်တာကျန်ငါကအဆက်ကတော့စင်းရဲသားတယောက်ပဲထင်နေတာဒါပေမဲ့စိတ်ယောဂရှိတဲ့အယူတယောက်ဖြစ်နေလိမ့်မယ်လို့မထင်ထားမိဘူးဒီစိတ်မနန်တဲ့ကောင်ကိုနောက်ထပ်တစ်စက္ကန့်တောင်မမြင်ကျင်တော့ဘူးသူ့ခြေတော့စုပ်ကြံလဲဟာအော့ကာဆော့ကိုတိုင်းကျွန်တော်တို့ရဲ့ဒီဆိုင်သေးသေးလေးကိုကြွလာလားခင်ဗျာဖြစ်ကြပါချော်လဲပါဦးမယ်စုံမှန်နေကြမင်းငါ့ကိုဘာလို့ရိုက်တာလဲအလုတ်ရှင်ကျွန်တော်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်အလုတ်ရှင်နဲ့အဖွားကိုထိတ်လန့်သွားစေခဲ့ပြီးကျွန်တော်ရဲ့တုံတင်ဆုံးမှုညံ့ဖြာလို့ပါကျေးဇူးပြုပြီးအပြစ်ကနေခွင့်လွှတ်ပေးပါအုံးဆော့မင်းယူသွားပြီလားမင်းကွင်ချံရွမ်ချန်ရတနာလုပ်ငန်းစုကြီးရဲ့အထွေထွေတောင်းခံဖြစ်ပြီးတော့ဒီလိုစင်းရဲမွဲတွေနေတဲ့ကောင်ကိုဥညွတ်နေရတာလားမင်းလူမားနေပြီထင်တယ်မင်းပါဆက်ပိတ်ထားဆန်းဝန်တာကျန်မင်းကဘာကောင်မို့လို့ဒီမှာလာပြီးလက်ညှိုးထိုးအမိန်ပေးနေရတာလဲမင်းရှိမှရက်နေတဲ့သူကတခုလုံးမှာရှိတဲ့ယွန်းချံရတနာအင်ပါယာကြီးရဲ့တကယ်အရှင်သခင်ပဲငါမေကိုမင်းရဲ့နေမြေမှာအနံ့ထားခဲ့တာကိုမင်းကသူ့ကိုဒီလိုမျိုးဆက်ဆံခံရအောင်လုပ်တယ်ပေါ့လေမင်းတို့ရဲ့ပထမရတနာဆိုင်ကအဆင့်မြင့်ဆုံးအနက်ရောင်ကက်ကိုကန်ဆောင်ထားတဲ့ကုန်တရရှိရဲ့ဒီကိုဒီလိုပဲဆက်ဆံတာလားနောက်ဆုံးတော့ကက်ကိုတောင်ချိုးပစ်လိုက်ကြတယ်ပေါ့အဆင့်မြင့်ဆုံးအနက်ရောင်ကက်ကိုဘသူလောက်တာလဲဒါဘသူလောက်လိုက်တာလဲတောင်းပန်ပါတယ်အရှင်ကျွန်တော်မျက်စိမရှိဖြစ်သွားမိပါတယ်အလုတ်ရှင်ကျွန်တော်မသွားပါပြီကျွန်တော်ဒီလိုဝန်နာကျန်ရဲ့လက်စားမှုကိုခံလိုက်ရလို့ပါအခုတစ်ချိန်တော့ကျွန်တော်ကိုခွင့်လွှတ်ပေးပါဦးဗျာကျွန်တော်မှာအထက်မှာလူကြီးအောင်မှာလူငယ်တွေနဲ့လှုပ်ကြွေးနေရလို့ပါမင်းကတကယ်တော့ဘသူလဲငါမင်းကိုပြောလိုက်မယ်ငါကျင်းချံဘက်ကလူတွေနဲ့ပူးပေါင်းဆောင်ရွက်နေတာမင်းငါကိုထိရရင်ကျင်းချံဘက်ကလူတွေမင်းကိုလွတ်ထားမှာမဟုတ်ဘူးစုတ်ချမ်းမင်းကိစ္စ3ခုပထမဝန်တာကျန်နမယောက်မှာရှိတဲ့ပိုင်ဆိုင်မှုအားလုံးကိုချက်ချင်းအေးခဲပစ်ပါသူ့ကုမ္ပဏီရဲ့ငွေကြေးစီးဆင်းမှုမှန်သမျှကိုဖျက်တောက်လိုက်ဒီနေ့နေမဝင်ခင်သူ့ကိုလုံးဝဒေဝါလီခံသွားစေရမယ်ဟုတ်ကဲ့အခုချက်ချင်းဆောင်ရွက်ပါမယ်ဒုတိယဒီလူနှစ်ယောက်ကိုရှင်းပစ်လိုက်နောက်ရင်းချံမှာသူတို့ကိုငါထက်မမြင်ကျင်တော့ဘူးနားလေပါပြီသူတို့ရင်းချံကနေလုံးဝပျောက်ကွယ်သွားစေရမယ်လို့ကျွန်တော်အာမခံပါတယ်တတိယဒီဆိုင်ခွဲကငါမေကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့ထဲမှာရှိတဲ့ကုန်ပစ္စည်းတွေအကုန်လုံးကိုအပြင်ထုတ်ပြီးဒီဆိုင်ကိုလုံးဝဖြိုချပစ်လိုက်မြေပြန့်ဖြစ်အောင်လုပ်ပစ်တားရဲ့မေအတွက်နဲ့ဒီလောက်တောင်ဒေါသထွက်ပြီးဆိုင်ကိုပါဖြိုချပစ်ရသလားဒုက္ခကြီးတွေနဲ့တွားတော့နေပါဦးမယ်မေစိတ်ချပါယွန်းချံမှာတားကိုဒုက္ခပေးနိုင်တဲ့သူတယောက်မှမရှိသေးဘူးမေဒီနေ့ထိတ်လန့်သွားရပြီတားလူလွတ်ပြီးမေကိုတောင်ကုန်းပေါ်ကဘီလာမှာအနားယူဖို့အရင်ပို့ပေးမယ်အဲ့ဒီနေရာကလုံးဝဘေးကင်းပါတယ်အခုခိုင်ဝမ်းအဖွားကိုတောင်ထိပ်ဘီလာစီဂရုတစိုက်လုံးကြုံအောင်စောင့်ရှောက်ပြီးပို့ဆောင်ပေးလိုက်အဆောင်အရာ20တိုးပြီး24နာရီပတ်လုံးအလဲကျတေချာဆောင်ကြဘသူ့ကိုမှဘီလာနာကိုခြေတလန်းတောင်ကတ်မခံစေနဲ့နားလေပါပြီအလုတ်ရှင်ကိစ္စကြီးတော့မယ်တင်ဟာဒီနေ့ချင်းချံရဲ့စီးပွားရေးလုပ်ငန်းစုကြီးနဲ့ချုပ်ဆုံမဲ့စာချုပ်ကိုအတင်းတမပယ်ဖျက်လိုက်လို့
တစ်ဖက်ကကိုယ်စားလှယ်ကဒေါသအိုးပေါက်ကွဲပြီးဒါဟာသူတို့မိသားစုအပေါ်ပြင်းထန်တဲ့စိန်ခေါ်မှုနဲ့စော်ကားမှုလို့သတ်မှတ်လိုက်ပါပြီသူတို့ကဘာလို့ချင်လို့လဲသူတို့ကင်းချောင်ရဲ့မျိုးရိုးကြီး၃ခုနဲ့ပူးပေါင်းလိုက်ကြပြီးဒါတင်မကသေးဘူးစုံနာကပဲဒေဝါလီခံခိုင်းလိုက်တဲ့ဝန်တာချန်ရဲ့နောက်ွယ်ကကြောထောက်နောက်ခံကအဲ့ဒီချင်းချောင်စီးပွားရေးလုပ်ငန်းစုရဲ့ယင်းချောင်ကရုံးခွဲအာဏာဆက်ဖြစ်နေပါတယ်အခုချင်းချောင်ဘက်ကနေကျွန်တော်တို့ရဲ့လုပ်ငန်းစုတစ်ခုလုံးကိုပိတ်ဆို့ရေးယူတော့မယ်လို့တရားဝင်ကြေညာလိုက်ပါပြီငါ့ကိုပိတ်ဆို့မယ်ဟုတ်လားကိုဟုတ်ကြီးထင်နေတဲ့ချင်းချောင်ကအာဏာရှိသူတွေကတင်လားဩကချာကြီးအတွင်းရေးမှုလင်မတက်တာတော့ဘူးကျွန်တော်တို့ရဲ့ပင်မနိုင်ငံခြားအကောင့်၃ခုကိုအခုတင်ပဲမသိရတဲ့အပြည်ပြည်ဆိုင်ရာလုပ်ငန်းစုကြီးတစ်ခုကအပြင်းထန်တိုက်ခိုက်ပြီးငွေကြေးစီးဆင်းမှုတွေကိုအတင်းကျပ်ပိတ်ဆို့နေပါတယ်ပြီးတော့တောင်ပိုင်းဆောင်မှာရှိတဲ့ကျွန်တော်တို့ရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုတောင်ကြီးခုနှစ်ခုလည်းဒေတာခန်ကုန်သွယ်ရေးအတင်းချို့ကပူးပေါင်းပြီးတည်ယူပို့ဆောင်ရေးလမ်းကြောင်းအားလုံးကိုဖျက်တောက်လိုက်ပါတယ်ကုန်ပစ္စည်းတွေအကုန်လုံးကိုတောင်ထဲမှာပဲပုတ်တိုးကုန်ပါပြီးဩကလာကြီးသူတို့ကကျွန်တော်တို့ရဲ့အသက်သွေးကြောအားလုံးကိုဖျက်ပြီးအပြည့်ရှင်းဖို့လုပ်နေကြတာပါငါအမိန့်ကိုနာခံစေပြင်ပကုန်ရက်လိုင်းတွေအကုန်ဖျက်တောက်ပြီးပထမအဆင့်ခုခံရေးစနစ်ကိုဖွင့်လိုက်အဆင့်မြင့်ရာရှိအားလုံးကိုသွားပြောလိုက်ဒီလိုချိန်မျိုးမှာဘယ်သူမှဆိုကုမ္ပဏီရဲ့ရှယ်ယာတစ်စုကိုတောင်ထုတ်ရောင်းရရင်သူဒီတသက်ယွန်းချန်ကနေခြေတလန်းတောင်အသက်ရှင်လျက်ထွက်မသွားစေရဘူးလို့ဒါပေမဲ့ဩကချာကြီးအကယ်၍ဈေးကွက်ကိုကယ်တင်ဖို့ရန်ပုံငွေအစ်စ်တွေမဖြစ်တင်းနိုင်ရင်ကျွန်တော်တို့48နာရီထပ်ပို့ပြီးတောင်းခံနိုင်မှာမဟုတ်ဘူးဗျာဒါဆိုရင်လေကိုယ့်ရေချင်းကိုမသိတဲ့ဒီလိုအုပ်စုတွေငါစီကဘယ်လောက်တောင်ဝါမျိုးနိုင်မလဲဆိုတာစောင့်ကြည့်ကြ